တခြားသူတွေရဲ့အမြင်မှာတော့ဒါဟာတာမန်နွားနို့ဘူးတစ်ခုပါပဲ။ဒါပေမဲ့သူ့ရဲ့အမြင်မှာတော့ဒါဟာအကျဉ်းထောင်ကလွတ်မြောက်ဖို့အတွက်တောချက်ပါပဲ။နွားနို့ဘူးကိုဖွင့်လိုက်တဲ့အခါထဲမှာကြည်လင်တဲ့အလွှာပါးလေးတစ်ခုပါပါတယ်။အဆောင်အပြင်ထွက်သွားတဲ့အချိန်မှာအဲ့ဒီအလွှာပါးလေးကိုလှုပ်ဝက်နံပါတ်နှိပ်တဲ့စက်ပေါ်မှာခိုးကပ်ထားလိုက်တယ်။နောက်တစ်ဆင့်ကတော့လှုပ်ဝက်နံပါတ်ဆက်ကိုဘယ်လိုကင်တွင်မလဲဆိုတာပါပဲ။လောင်းရှုဟာစက်ကူတွေကိုအလုံးလေးတွေဖြစ်အောင်လုံးပြီးအဲ့ဓာတွေကိုစူးစီးပြီးထုတ်ပိုးလိုက်ပါတယ်။အဆောင်ကအချုပ်ခန်းတွေကိုလာစစ်တဲ့အချိန်မှာအဲ့ဒီအလုံးလေးတွေကိုတောခလောက်ကြားထဲခိုးထည့်လိုက်တယ်။အဲ့ဒီနောက်လက်ကိုအပြင်ထုတ်ပြီးမှန်ကန်တဲ့လှုပ်ဝက်နံပါတ်ကိုစမ်းနှိပ်ကြည့်ပါတယ်။ဒါပေမဲ့အကျဉ်းထောင်ထဲမှာကင်မရာတွေအပြည့်ရှိနေတာကြောင့်အဆောင်တွေမသိအောင်လောင်းရှုဟာနေတိုင်းအပြင်ကလှုပ်ရှားမှုတွေကိုစောင့်ကြည့်ပြီးအဆောင်တွေရဲ့အချိန်စရာကိုမှတ်သားထားပါတယ်။အဲ့ဒီလိုစောင့်ကြည့်ရင်းနဲ့နေတိုင်းနေ့လည်ဘက်ဆိုရင်အဆောင်ဟာဝရန်တာမှာစစ်လိတ်ထွက်တော့လေးရှိတာကိုသူသိသွားပါတယ်။ဒါဟာသူ့အတွက်ထွက်ပြေးဖို့အကောင်းဆုံးအချိန်ပါပဲ။အခုဆိုရင်အချိန်စရာကိုသူသိပါပြီ။အကျဉ်းထောင်တိဆောက်ပုံကိုလည်းသူလေ့လာပြီးပါပြီ။အကျဉ်းထောင်ရဲ့အားနည်းဆုံးနေရာဟာမိသက်စခန်းဖြစ်ပြီးအဲ့ဒီနဲ့အနီးဆုံးနေရာကတော့တိုက်ပိတ်ထားတဲ့အခန်းဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီအခန်းထဲရောက်သွားအောင်သူဟာတခြားအကျဉ်းသားတစ်ယောက်နဲ့ရန်ဖြစ်ပြီးအောင်မြင်မြင်ပဲတိုက်ပိတ်ခံရပါတယ်။ပြီးတော့အဆောင်စစ်လိတ်ထွက်တော့ချိန်မှာလှုပ်ဝက်နံပါတ်နှိပ်ပြီးအချုပ်ခန်းကထွက်လာခဲ့ပါတယ်။လေဝင်လေထွက်ပိုက်လိုင်းကနေတဆင့်မိသက်စခန်းကိုရောက်သွားပြီးမိသက်သမားဝတ်စုံကိုအမြန်လဲဝတ်လိုက်ပါတယ်။နောက်ဆုံးအချက်ဖြစ်တဲ့အပြင်ကကြိုးဆောင်သူအလှည့်ရောက်ပါပြီ။သူ့အဖော်ကအချိန်ကိုက်ပြီးကားတစ်စီးကိုဖောက်ခွဲလိုက်တဲ့အတွက်မိသက်သမားတွေထွက်လာကြပါတယ်။အဲ့ဒီအချိန်မှာလောင်းရှုဟာကားအောက်မှာကပ်လိုက်ပါသွားပြီးအပြင်ကိုအောင်မြင်မြင်လွတ်မြောက်သွားခဲ့ပါတယ်။တကယ်တော့သူ့ရဲ့အစစ်မှန်အဆင့်တန်းဟာရာဇဝတ်သားမဟုတ်ပါဘူး။သူဟာဖက်ဒရယ်အကျဉ်းထောင်စီမံခန့်ခွဲရေးဌာနကငှားရမ်းထားတဲ့အကျဉ်းထောင်ဖောက်ထွက်ရေးပညာရှင်တစ်ယောက်ပါ။အကျဉ်းထောင်တွေရဲ့လုံခြုံရေးစနစ်ကိုစစ်ဆေးဖို့အတွက်တာဝန်ယူထားသူဖြစ်ပါတယ်။9 နှစ်အတွင်းမှာသူဟာအကျဉ်းထောင်ပေါင်း20ကိုအောင်မြင်စွာဖောက်ထွက်နိုင်ခဲ့ပါတယ်။တနေ့မှာတော့ CIA ကသူ့ကိုလာရှာပြီးလုံခြုံရေးအမြင့်ဆုံးဖြစ်တဲ့လှုပ်ဝက်အကျဉ်းထောင်တစ်ခုကိုစမ်းသပ်ပေးဖို့တောင်းဆိုပါတယ်။အဲ့ဒီနေရာမှာအစိုးရကလူသိမခံခြင်းနဲ့အန္တရာယ်ရှိတဲ့သူတွေကိုချုပ်နှောင်ထားတာဖြစ်ပြီးဥပဒေပြင်ပမှာရှိနေတာကြောင့်အသက်အန္တရာယ်ရမ်းများပါတယ်။အစကတော့သူညင်းပေမဲ့အခကြေးငွေ3ဆပေးမယ်ဆိုတာကြောင့်လက်ခံလိုက်ပါတယ်။ဒါပေမဲ့ဒီတစ်ခါတော့သူထင်ထားသလိုမဟုတ်ပါဘူး။သူ့ကိုဖမ်းခေါ်သွားတဲ့သူတွေကအယမ်းရက်ဆက်ပါတယ်။ကားပေါ်ရောက်တာနဲ့သူ့ရဲ့ခြေရာခံစနစ်ကိုရှာတွေ့သွားပြီးအရှင်လက်ဓာတ်နဲ့လှီးထုတ်ပစ်လိုက်ပါတယ်။ပြီးတော့ဆေးသွင်းပြီးမေ့သွားအောင်လုပ်လိုက်ပါတယ်။သူပြန်နိုးလာတဲ့အခါမှာတော့ဖန်သားပြင်တွေနဲ့လှုပ်ထားတဲ့အချုပ်ခန်းထဲရောက်နေပါပြီ။အရာအလုံးဟာပွင့်လင်းမြင်သာလုံးပြီးကိုရေးကိုတာလုံးဝမရှိပါဘူး။ကင်မရာတွေကလည်း360 ဒီဂရီစောင့်ကြည့်နေပါတယ်။ပိုဆိုးတာကဒီအချုပ်ခန်းတွေဟာမြေပြင်မှာမရှိဘဲလေထဲမှာချိတ်ဆွဲထားတာပါ။အရင်လိုမြေချင်းတူးပြီးထွက်ပြေးဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး။သူအကျဉ်းထောင်အရာရှိချုပ်ကိုတွေးတဲ့အခါမှာသူတို့သတ်မှတ်ထားတဲ့လှုပ်ဝက်ကုန်းနံပါတ်ကိုပြောပြီးသူ့ကိုပြန်လွှတ်ပေးဖို့ပြောပါတယ်။ဒါပေမဲ့အရာရှိချုပ်ကကုန်းနံပါတ်ကိုမသိတဲ့အပြင်သူ့ကိုလှောင်ပြောင်နေပါတယ်။သူအကျဉ်းထောင်မှာရောက်နေတာလား။အကျဉ်းထောင်ထဲမှာအာနိုးလို့ခေါ်တဲ့လူတန်ကြီးတစ်ယောက်နဲ့သူဆုံးပါတယ်။အစပိုင်းမှာသူကဘသူ့ကိုမှမယုံကြည်ပေမဲ့ဒီထောင်ဟာသူအရင်ကရောက်ဖူးသမျှထက်အဆောက်အအုံများစွာပိုပြီးလုံခြုံရေးတင်းကျပ်တာကိုသိလိုက်ရပါတယ်။အဆောင်တွေဟာ24 နာရီလုံးမပြတ်စောင့်ကြည့်နေတာကြောင့်တယောက်တည်းထွက်ပြေးဖို့မဖြစ်နိုင်ပါဘူး။ဒါကြောင့်အာနိုးရဲ့အကူအညီကိုယူဖို့ဆုံးဖြတ်လိုက်ပါတယ်။သူတို့နှစ်ယောက်ရန်ဖြစ်တဲ့ပုံစံဟန်ဆောင်ပြီးတိုက်ပိတ်ထားတဲ့အခန်းထဲရောက်အောင်ကြိုးစားပါတယ်။အဲ့ဒီအခန်းထဲမှာအလင်းရောင်အားကောင်းလွန်းတာကြောင့်ပူလောင်လာပေမဲ့လောင်ရှုဟာအားနည်းချက်တစ်ခုကိုရှာတွေ့သွားပါတယ်။အဲ့ဒါကတော့အခန်းရဲ့ကျမ်းပြင်အောက်မှာရေစီးတန်ကြားနေရတာပါပဲ။ဒါဟာမြေအောက်လိုင်ကူဒါမှမဟုတ်မြေအောက်ရေကြောင်တစ်ခုခုနဲ့ဆက်နေတာဖြစ်ရပါမယ်။အပေါ်ကိုတက်နိုင်ရင်တော့ထွက်ပေါက်ရှိမှသေချာပါတယ်။နောက်ဆုံးမှာတော့သူတို့ဟာတတုပြားလေးတစ်ခုနဲ့သွားတိုက်ဆေးကိုအသုံးပြုပြီးပြင်းထန်တဲ့အလင်းရောင်ကနေတဆင့်အပူရှိန်မြင့်ကတံမူလီတွေကိုကျွတ်အောင်လုပ်နိုင်ခဲ့ပါတယ်။သူတို့ရဲ့အန္တရာယ်များတဲ့ထွက်ပြေးမှုအစီအစဉ်ဟာအခုမှစတင်တော့မှာဖြစ်ပါတယ်။ဒီတစ်ခါတော့အသစ်ဆက်ဆက်ဖုတ်ထားတဲ့ပေါင်မုံကိုပါဇက်ထဲဝါနေရင်းနဲ့ကျမ်းပြင်ကိုခောက်ပြီးအာနိုးစီကိုအချက်ပြလိုက်ပါတယ်။အမေရတာနဲ့သူကချက်ချင်းပဲယူပေါ်ပုံစံနဲ့အော်ဟစ်ပြီးထောင်ပိုင်ရဲ့အာယုံကိုဆွဲဆောင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာအမျိုးသားကစိတ်ကပ်နေတဲ့ပေါင်မုံကိုတုံးပြီးကင်မရာကိုလှမ်းပိတ်လိုက်ပါတယ်။နောက်တော့မှအကာအကွယ်ပြားကိုဖွင့်ပြီးလေဝင်လေထွက်ပိုက်လိုင်းတွေကိုဝင်သွားနိုင်ခဲ့တာပါ။ဒါပေမဲ့ဒီနေရာရဲ့လုံခြုံရေးကသူထင်ထားတာထက်ပိုတင်းကျပ်နေပါတယ်။တကားတွေကလုံးဝဖွင့်လို့မရတဲ့အတွက်ပိုက်လိုင်းတိုင်းအပေါ်ကိုပဲဆက်တက်ခဲ့ရပါတယ်
သူပိုက်လိုင်းအတိုင်းအပေါ်ကိုအသေးအတန်တက်လာပြီးတဲ့နောက်မှာတော့ကြောင်သွားရပါတယ်။ဘာလို့လဲဆိုတော့ဒီထောင်ကကြောက်ဆောင်ကြားမှာရှိနေတာမဟုတ်ပဲပင်လယ်ထဲကသင်္ဘောကြီးတစ်စီးပေါ်မှာဖြစ်နေလို့ပါ။ပင်လယ်ထဲကိုခုန်ချပြီးပြန်ဖို့ဆိုတာကလည်းမဖြစ်နိုင်ပါဘူး။အပေါ်မှာလည်းကင်းဆောင်တွေရှိနေသေးတာကြောင့်သူနောက်ကျောင်းပြန်လှည့်လာခဲ့ရပါတယ်။အဲ့ဒီအချိန်မှာရေတွေကအကျဉ်းကန်းထဲအထိရောက်နေပါပြီ။ထောင်ပိုင်ကအကျဉ်းသားတွေကိုပြန်ခေါ်သွားဖို့အမိန့်ပေးလိုက်ပါတယ်။အမျိုးသားကတော့အဆောင်တွေမလာခင်အကျဉ်းကန်းထဲအမြန်ပြန်ရောက်ဖို့အသေးအတန်ကြိုးစားနေရပါတယ်။ကံကောင်းထောက်မစွာနဲ့ပဲသူအချိန်မီပြန်ရောက်သွားပြီးဘေးအန္တရာယ်ကနေလွတ်မြောက်သွားပါတယ်။ဒါပေမဲ့ထောင်ပိုင်ကလာစစ်တဲ့အခါမှာတော့တခုခုမှားနေတာကိုသတိပြုမိသွားပါတယ်။သူ့တပည့်တွေကတော့ရေဖိအားကြောင့်ထွက်လာတာလို့ထင်ပေမဲ့သူကတော့အဲ့ဒီလိုမယူဆပါဘူး။ရုံးခန်းပြန်ရောက်တဲ့အခါမှာတော့သူကလှုပ်ဝက်ဖုံးတစ်လုံးဆက်လိုက်ပါတယ်။ဖုံးတစ်ဖက်ကလူကအမျိုးသားရဲ့အထက်လူကြီးဖြစ်နေတာပါ။ဒီလူကပဲကိစ္စအလုံးရဲ့နောက်ွယ်ကအကျိုးကင်သူပါ။သူကထောင်ပိုင်ကိုအမျိုးသားကိုဒီထောင်ထဲမှာပဲတစ်သက်လုံးပိတ်လောင်ထားဖို့ခိုင်းလိုက်ပါတယ်။ဒါဆိုရင်အမျိုးသားရဲ့ပိုင်ဆိုင်မှုအလုံးကိုသူကရရှိမှာဖြစ်ပါတယ်။ထောင်ပိုင်ကတော့နာမည်ကျော်ကြားမှုကိုပဲလိုချင်တာပါ။အကယ်၍သူကဒီထွက်ပြေးရခက်တဲ့ပညာရှင်ကိုတစ်သက်လုံးပိတ်လောင်ထားနိုင်ရင်သူ့နာမည်ကသမိုင်းမှာကျန်ရစ်မှာဖြစ်ပါတယ်။အမျိုးသားထပ်ပြီးထွက်မပြေးနိုင်အောင်အကောင်းဆုံးနည်းလမ်းကတော့သူ့ကိုအားရင်ကုန်ကန်းအောင်လုပ်ဖို့ပါပဲ။ဒါကြောင့်ညတိုင်းအဆောင်တွေကိုတံမုံတွေတီးခိုင်းပြီးသူ့ကိုအိမ်မရအောင်နှောက်ယှက်ပါတယ်။သူနည်းနည်းလောက်ငိုက်တာနဲ့အဆောင်တွေကဝင်ရိုက်ပါတော့တယ်။ဒီလိုနဲ့ရက်တွေကြာလာတဲ့အခါမှာတော့သူဟာမတ်တက်တောင်မရက်နိုင်တော့ပဲအားရင်တွေကုန်ခန်းလာပါတယ်။အာနိုးကတော့သူ့ကိုအားတင်းထားဖို့ဘေးကနေအမြဲတိုက်တွန်းပေးနေပါတယ်။နောက်ပိုင်းမှာတော့သူ့ကိုဆေးရုံကိုပို့ပြီးကုသပေးပါတယ်။တက်တာလာရင်ထက်ရိုက်လိုက်ဆေးရုံပို့လိုက်နဲ့ဒီလိုပဲတန်တရားလဲနေပါတယ်။တခြားတစ်ဖက်မှာတော့သူ့ရဲ့အဖွဲ့သားတွေကသူ့ဘယ်မှာရှိနေလဲဆိုတာကိုစုံစမ်းလို့သိသွားပါပြီ။ပင်လယ်ထဲကထောင်ထဲမှာရှိနေတာပါ။သူဒီကနေလွတ်ဖို့ဆိုရင်တင်မောရဲ့ဒီနေရာကိုသိဖို့လိုအပ်ပါတယ်။ဆေးရုံကဆရာဝန်ကသဘောကောင်းမှန်းသူသိထားပါတယ်။ဒါပေမဲ့ဘေးမှာအဆောင်တွေရှိနေလို့မမေးနိုင်သေးပါဘူး။ဒါနဲ့ပဲသူကအာနိုးကိုသူ့ကိုဒဏ်ရာရအောင်လုပ်ခိုင်းပြီးဆေးရုံရောက်အောင်ထပ်ကြိုးစားပါတယ်။ဒါပေမဲ့ဆရာဝန်ကဒီနေရာကိုပြောပြဖို့ဝင်လေးနေပါတယ်။ဘာလို့လဲဆိုတော့သူပြောပြလိုက်ရင်သူ့အသက်ပါအန္တရာယ်ရှိနိုင်လို့ပါ။ဒါနဲ့အမျိုးသားကအစီအစဉ်တစ်ခုဆွဲလိုက်ပါတယ်။အာနိုးကိုဘောပင်တစ်ချောင်းခိုးခိုင်းပြီးနောက်ထပ်မျက်မှန်တစ်လက်လဲလိုတယ်လို့ပြောပါတယ်။နောက်တစ်နေ့မှာတော့လိုရာတွေအားလုံးရလာပါတယ်။သူကဒီပစ္စည်းတွေကိုသုံးပြီးဒီနေရာကိုတွက်ချက်ဖို့ကြိုးစားပါတယ်။ဒါကိုကင်မရာကနေစောင့်ကြည့်နေတဲ့အဆောင်ကရိပ်မိသွားပြီးသူတို့ကိုလာဖမ်းပါတယ်။ကံကောင်းတာကကရိယာကိုအာနိုးကအမြန်ဝက်လိုက်နိုင်တာပါ။အမျိုးသားကိုတယောက်တည်းတီးတန့်ပိတ်ထားလိုက်ပါတယ်။ထောင်ပိုင်ကသူ့ကိုလာတွေ့ပြီးသူဟာအမျိုးသားရဲ့ပရိသတ်တစ်ယောက်ဖြစ်ကြောင်းပြောပါတယ်။ဒီထောင်ကိုစောက်တာတော့အမျိုးသားရဲ့အကြံဉာဏ်တွေကိုယူပြီးစောက်ထားတာလို့ဆိုပါတယ်။အမျိုးသားကတော့သူ့ကိုလွတ်ပေးရင်ဘာမှမဖြစ်တယ်လို့နေပေးမယ်မဟုတ်ရင်တော့ဒီနေရာကိုအပိုင်းပိုင်းဖြစ်အောင်ဖျက်ဆီးပစ်မယ်လို့ချိန်ချောက်ပါတယ်။ထောင်ပိုင်ကတော့ဒါကိုစိန်ခေါ်မှုတစ်ခုအနေနဲ့လက်ခံလိုက်ပါတယ်။နောက်တစ်နေ့မှာတော့အမျိုးသားကိုပြန်လွတ်ပေးလိုက်ပါတယ်။တကယ်တော့အာနိုးကလှုပ်ဝက်အဖွဲ့အစည်းတစ်ခုရဲ့ခေါင်းဆောင်ဖြစ်နေတာပါ။ကမ္ဘာတဝန်းကဗန်စနစ်တွေကိုထိုးဖောက်တဲ့နေရာမှာသူတို့အဖွဲ့ကနာမည်ကြီးပါတယ်။ထောင်ပိုင်ကအာနိုးရဲ့အဖွဲ့သားတွေကိုဖမ်းကျင်လို့အာနိုးကိုအသုံးချပြီးအမျိုးသားနဲ့ပူးပေါင်းခိုင်းတာပါ။အမျိုးသားနဲ့အာနိုးကလည်းဒါကိုသိနေတဲ့အတွက်ထောင်ပိုင်ကိုသတင်းမှားတွေပေးပြီးသူတို့လွတ်မြောက်ဖို့ကြိုးစားကြပါတယ်။အရင်ကသူတို့နဲ့ပြဿနာရှိခဲ့ဘူးတဲ့လူတစ်ယောက်ကလည်းသူတို့ကိုကူညီပေးပါတယ်။သူကထောင်ပိုင်ကိုတစ္ဆာခံတယ်လို့မျိုးဟန်ဆောင်ပြီးအပြင်ကိုထွက်ခွင့်တောင်းပါတယ်။အပြင်ရောက်တဲ့အခါမှာတော့ဒီနေရာကိုတိုင်းတာပြီးအမျိုးသားစီကိုသတင်းပို့ပါတယ်။အမျိုးသားကတွက်ချက်ကြည့်လိုက်တဲ့အခါမှာတော့သူတို့ဟာမော်ရိုကိုကမ်းခြေနားမှာရှိနေမှန်းသိသွားပါတယ်။အခုဆိုရင်အပြင်ကနေလာကယ်မဲ့လူပဲလိုပါတော့တယ်။သူကဆရာဝန်ရဲ့အကူအညီနဲ့အပြင်ကိုသတင်းပို့နိုင်ခဲ့ပါတယ်။အားလုံးအဆင်သင့်ဖြစ်တဲ့အခါမှာတော့သူတို့စပြီးလှုပ်ရှားပါတော့တယ်။ထောင်ထဲမှာစူပူမှုတွေဖြစ်အောင်လုပ်ပြီးအဆောင်တွေရဲ့အာယုံကိုလွှဲလိုက်ပါတယ်။အဲ့ဒီအချိန်မှာအမျိုးသားတို့အဖွဲ့ကအပေါ်ထပ်ကိုတက်ဖို့ကြိုးစားကြပါတယ်။အဆောင်တွေကလည်းသူတို့နောက်ကိုလိုက်လာပြီးတနက်နဲ့အပြန်အလှန်ပစ်ကြပါတယ်။အမျိုးသားကစီတိုင်ကြီးကိုချိန်ပြီးပစ်လိုက်တဲ့အတွက်ပောက်ကွဲမှုဖြစ်ပြီးထောင်ပိုင်လည်းတေဆုံးသွားပါတော့တယ်။နောက်ဆုံးမှာတော့အမျိုးသားဟာလွတ်မြောက်သွားပြီးသူ့ကိုလာခဲ့တဲ့အမျိုးသမီးကလည်းသူ့ရဲ့သမီးဖြစ်နေမှန်းသိလိုက်ရပါတယ်။သူတို့သားအဖနှစ်ယောက်ပြန်ဆုံစည်းသွားကြပြီးဇလန်းကတော့ဒီမှာတင်ပြီးဆုံးသွားပါတယ်။